နဲ့သွားမယ်ပြဖျားကုန်တော့တရားတော်များကိုမှတ်သားဖို့၍အတူသွားကြမယ်ဖျားတရားနဲ့တန်ခါကိုကိုယ်ဦးညွတ်လို့ဖူးမြော်ကြော့မယ်လူကျလူမဖြစ်စီဖို့ကိုယ်ဓမ္မစကူသင်နဲ့သွားမယ်